အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ iBan မှာ2026ဇူလိုင်လ16ရက်နေ့ကြာတာပရိနေ့အတွက်ကပတ်ရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းရရောသတင်းပိုင်းချက်လေးရပါခမန်းသုံးသပ်ပြပေးသွားမှာဖြစ်တယ်ပထမဆုံးအနေနဲ့ကပတ်ရွှေကိုဤပညာအရာခမန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဤပညာအရာကပတ်ရွှေခမန်းသုံးသပ်တဲ့အခါ A4 တိုင်း frame နဲ့ခမန်းသုံးသပ်ပြပေးသွားမှာဖြစ်ပါတယ် A4 တိုင်း frame ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ပြောနေကြအတိုင်းပဲဒီကန်နဲ့တုံးတွေရဲ့ကြာချိန်နေဟာ4နာရီကြာတာဖြစ်ပါတယ်4နာရီကြာမှသူကကန်တယ်ကတုံးပြောင်းတာဖြစ်တယ်ကြာချိန်ကတော့4နာရီကြာတာဖြစ်တယ်ဒါဆိုတော့ကျွန်တော်တို့ H1 တိုင်း frame နဲ့တိုင်း frame နဲ့တော့အများကြီးရှိတယ် H1 တိုင်း frame နဲ့ဒါကြည့်တယ်ဆိုလို့ရှိရင်တော့ကန်တဲ့တုံးတွေရဲ့ကြာချိန်ဟာတနာရီပဲကြာမှာဖြစ်တယ်ဒီလိုမျိုးတွေကွဲပြားတာတွေရှိတယ်တိုင်း frame တွေကတော့အများကြီးရှိတယ်အထက်မှာကိုကျွမ်းကျင်တဲ့ကိုအားတာတဲ့တိုင်း frame တွေနဲ့ရွေးချယ်ပြီးတော့သုံးသပ်ပြီးအယောင်ဝယ်လုပ်ကြရရှိတယ်ကျွန်တော်ကတော့ဒါ A4 တိုင်း frame နဲ့ခံမှန်းသုံးသပ်ပြပေးသွားမှာဖြစ်ပါတယ်လက်ရှိကပတ်ရွှေပေါက်ဈေးဟာကျွန်တော်တို့တအောင်စကိုဘယ်လောက်ပေါက်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ4030ပေါက်နေတာဖြစ်ပါတယ်4030ဆိုတဲ့ဈေးနေထားလက်ရှိရဲ့ဈေးကွက်နေထားဝယ်လို့အားများနေတာရောင်းလို့အားများနေတာဆိုလို့ရှိရင်ကျွန်တော်ရောင်းလို့အားများနေတာဖြစ်ပါတယ်ခင်ဗျာရောင်းလို့အားများနေလားဆိုလက်ရှိဈေးကွက်နေထားကိုဘယ်လိုကြည့်လို့ရလဲဆိုလို့ရှိရင်ဝယ်လို့အားများနေလားရောင်းလို့အားများနေလားဆိုရင်ဘယ်လိုကြည့်လို့ရလဲဆိုရင်ကြည့်နေအယိုးရှင်းဆုံးအလွယ်ကူတယ်ကြည့်နေနှစ်နည်းကိုပြောပြသွားမှာဖြစ်တယ်ပထမတစ်နည်းမှာဘယ်လိုကြည့်လို့ရဆိုကန်တယ်ကိုကြည့်မှာဖြစ်တယ်ကန်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်လက်ရှိကန်တယ်တုံးကိုအရင်ကြည့်လိုက်မှာဖြစ်တယ်ကျွန်တော်ကA4 တိုင်း frame မှာကြည့်တာဖြစ်တဲ့အတွက်A4 တိုင်း frame ရဲ့လက်ရှိကန်တယ်တုံးကိုကြည့်လိုက်မှာဖြစ်တယ်လက်ရှိကန်တယ်တုံးဆိုဒီမှာဒီကန်တယ်တုံးလေးဖြစ်တယ်ဗျာကျွန်တော်ကများဒီမှာအနဲ့ရောင်နေလဲဆိုတော့လေးများထိုးလိုက်လို့ရှိရင်ရှုပ်သွားမှာဖြစ်လိုက်ပဲဒါဆိုဒီမှာအစိမ်းရောင်လေးပြနေတာဖြစ်တယ်အစိမ်းရောင်လေးကဒါလက်ရှိကနေတုံးဖြစ်တယ်အဲ့ဒါကျတော့အစိမ်းရောင်ကနေတုံးကဘာလဲဆိုလို့ရှိရင်ဘူးကနေတုံးဖြစ်တယ်ဘူးဆိုတာဘာလဲဈေးအတက်ကိုစားပြီးတော့ကနေတုံးအယောင်အပြည့်အစိမ်းရောင်လေးထားတာဖြစ်တယ်ဈေးအတက်ကိုဆိုတော့လက်ရှိကနေတုံးဘယ်လိုကြည့်လို့ရလဲဆိုလက်ရှိကနေတုံးကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးဘာကြောင့်လဲဆိုလက်ရှိကနေတုံးကဈေးလောက်ခတ်နေနေတာဈေးမပြီးနေတာဖြစ်တဲ့အတွက်ကြောင့်မပိတ်သေးတာဖြစ်တဲ့အတွက်ကြောင့်ကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးဆိုတော့ဘယ်လိုကြည့်လို့ရလဲဆိုလက်ရှိကနေတုံးလက်ရှိအခုကနေတုံးနဲ့ကတ်ရက်မှာဈေးပိတ်သွားတယ်ပြီးသွားတဲ့ကနေတုံးနဲ့တုံးကိုကြည့်ရမှာဖြစ်တယ်ငါဆိုတော့ကြည့်လိုက်တဲ့အခါမှာလက်ရှိကန်နယ်တော့ကရမှာပြီးသွားတဲ့ကန်နယ်တော့တော့ဒီမှာဘဲကန်နယ်တုံးဒီမှာဘဲကန်နယ်တုံးနှစ်သုံးတွေးရတာဖြစ်တယ်ဒါဆိုတော့အဲ့ဒီနှစ်သုံးလုံးကဘဲရီကြီးဖြစ်နေတာဖြစ်တယ်ဘဲဆိုပါလဲဈေးအကြောက်ကိုစားပြီးတော့ကန်နယ်တုံးအယောင်အဖြစ်အနီရောင်ကိုထားထားတာဖြစ်တယ်ဈေးအကြောက်ဆိုရင်ကျွန်တော်အနီရောင်လေးကိုထားထားတာဖြစ်တယ်ဆိုတော့ကျွန်တော်လက်ရှိကန်နယ်တော့ကရမှာပြီးသွားတဲ့ကန်နယ်တုံးနှစ်သုံးကဘဲကန်နယ်တွေဈေးအကြောက်ကိုစားပြီးတော့ကန်နယ်တုံးအကြကန်နယ်တွေနဲ့ပြီးထားတာဖြစ်တဲ့အတွက်ကြောင့်ဈေးကွက်ထဲမှာဒါရောင်းလို့အားရှိနေတယ်ရောင်းလို့အားများနေတယ်ဆိုတဲ့အတိတ်ပဲကိုဒါကိုကြည့်ပြီးတော့ဒါသိနိုင်ပါတယ်ဒါကကန်နယ်ကိုကြည့်ပြီးတော့ကျွန်တော်တို့လက်ရှိဝယ်လို့အားများနေလားရောင်းလို့အားများနေလားဘယ်လိုကြည့်လို့ရလဲဆိုတော့ကြည့်နည်းကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်နောက်ထပ်တနည်းကတော့ဘယ်လိုကြည့်လို့ရလဲဆိုလို့ရှိရင်နောက်ထပ်တနည်းကတော့ကျွန်တော်တို့ဒါကဒီနေ့ဟာကြာလာပရင်းနေ့ဖြစ်ပါတယ်ခင်ဗျာကြာလာပရင်းနေ့မှာမနက်ပိုင်းကမ္ဘာရွှေဈေးစဖွင့်ခဲ့တာတအောင်စကို4062မှာဈေးစဖွင့်ခဲ့တာဖြစ်ပါတယ်4062မှာဈေးစဖွင့်ခဲ့တယ်လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာဘယ်လောက်ထိတက်ခဲ့လဲဆိုတော့4066ထိဈေးတက်ခဲ့သေးတာဖြစ်တယ်လက်ရှိချိန်ဒီအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာဘယ်လောက်ထိကျထားလဲဆိုတော့4023ထိဈေးကကျထားတာဖြစ်တယ်ဒါဆိုတော့လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးကို Western လို့ယူလို့ရပါတယ်ခင်ဗျာလက်ရှိချိန်ဒီအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးကို support လို့ယူလို့ရပါတယ်ဒါက Western support တွေကိုဘယ်လိုယူလို့ရလဲဆိုတော့အကြမ်းပြင်းယူနေဆွဲနည်းကိုကျွန်တော်ပြောပြသွားတာဖြစ်တယ် Western support တွေကိုဆွဲလို့ဘယ်လိုရလဲဆိုတော့အလွယ်ကူဆုံးဆွဲနည်းကိုကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့လက်ရှိဈေးကွက်အနေထားကိုနောက်ထပ်တနည်းအနေနဲ့ဒုတိယတနည်းအနေနဲ့ဘယ်လိုကြည့်လို့ရလဲဆိုလို့ရှိရင်မနက်ပိုင်းဈေးစဖွင့်ခဲ့တာတအောင်စကို4062မှာဈေးစဖွင့်ခဲ့တာဖြစ်တယ်လက်ရှိကမ္ဘာရွှေဈေးဟာ4030ဖြစ်နေတာဖြစ်တယ်ဆိုတော့မနက်ပိုင်းဈေးစဖွင့်ခဲ့တဲ့ဈေးရဲ့အောက်မှာလက်ရှိဈေးကရှိနေတာဖြစ်တဲ့အတွက်ဒါဈေးကွက်ကရောင်းလို့အားများနေတယ်ဆိုတဲ့အထိပ္ပယ်ကိုကျွန်တော်တို့ဒါကိုကြည့်ခြင်းအဖြစ်သိနိုင်ပါတယ်ခင်ဗျာဒါဒုတိယတဲ့ကြည်နီကိုပြောပြပြီးသွားတာဖြစ်တယ်ဆိုတော့ဒါလက်ရှိဒုတိယနီးမှာဘယ်လိုကြည့်လို့ရလဲဆိုလို့ရှိရင်မနက်ပိုင်းဈေးစဖွင့်ခဲ့တဲ့ဈေးနဲ့လက်ရှိဈေးရဲ့ကိုကွန်ဘဲလုပ်ပြီးတော့ကြည့်ရတာဖြစ်တယ်ပထမတနည်းမှာတော့လက်ရှိကန်နယ်တုံးရဲ့ကတ်ရက်မှာပြီးသွားတဲ့ကန်နယ်တုံးနဲ့သုံးကိုကွန်ဘဲလုပ်ပြီးတော့ကြည့်တာဖြစ်တယ်ဒါကကြည့်နီးတဲ့နီးကိုဘယ်လိုကြည့်လို့ရလဲဆိုတဲ့ဟာကိုကွက်ပြဒါမိတ်ဆွေတို့ကြိုက်တဲ့ဟာနဲ့ကြည့်လို့ရမှာဖြစ်ပါတယ်ဒါမိတ်ဆွေတို့အဆင်ပြေတဲ့နီးနဲ့ကြည့်လို့ရတယ်လက်ရှိဈေးကွက်နေထားဘယ်လိုမျိုးဝယ်လို့အများနဲ့လားရောင်းလို့အများနဲ့ကြည့်ချင်တယ်သိချင်တယ်ဆိုလို့ရှိရင်ဒီလိုပုံစံလေးနဲ့ကြည့်လို့ရတယ်ပြီးတော့ Western support တွေကိုဘယ်လိုဆွဲလို့ရလဲဆိုတော့အလွယ်ကူဆုံးအချမ်းပြင်းဆွဲနီးကိုဒီမှာတစ်ခါတည်းပြောပြပေးသွားတာဖြစ်တယ်ဒါမိတ်ဆွေတို့ကဘာရွှေထွေးနေတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒါကမ္ဘာရွှေထွေးနေတဲ့မိတ်ဆွေတွေဆိုဒါမျိုးလေးသိထားတယ်ဆိုလို့ပို့ပြီးတော့အဆင်ပြေမှာဖြစ်တယ်ဒါဆိုတော့ဒါတတိထားမဲ့ဈေးတန်းတွေဝယ်တင်ရောင်းတင်တဲ့ဈေးတန်းတွေဒီနေ့ကြာတာပရိနေ့အနေနဲ့ပြောပြပေးသွားအောင်ပါဖြစ်တယ်တရက်တာကျွန်တော်ကတတိထားမဲ့ဈေးတန်းတွေဝယ်တင်ရောင်းတင်တဲ့ဈေးတန်းတွေကိုတစ်ခါတည်းပြောပြပေးသွားတာဖြစ်တယ်ဒီဗီဒီယိုကိုကျွန်တော်ကရချင်းအကြောင်းအရာကမ္ဘာရွှေထွေးနေတဲ့မိတ်ဆွေတွေကိုရောင်းမဝယ်မှာမဖြစ်စေချင်လို့ရှုံမှုရခိုင်တော့နဲစေအောင်လို့ကျွန်တော်ကဒါဒီအကြံပေးသုံးသက်ချက်ဗီဒီယိုလေးတွေကိုတင်ပြရေးခြင်းဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီတတိထားမဲ့ဈေးတန်းတွေဝယ်တင်ရောင်းတဲ့ဈေးတန်းလေးတွေကမိတ်ဆွေကတိထားတယ်ဆိုလို့ရှိရင်ဒါရောင်းမဝယ်မှာမဖြစ်ပါဘူး။ဘာကြောင့်လဲဆိုဒီတတိထားမဲ့ဈေးတန်းတွေကိုတိထားတာဖြစ်တဲ့အတွက်ဒီဈေးတန်းတွေရောဘာလို့တင်တယ်လဲဆိုဆုံးဖြတ်ချက်ကိုခိုင်မာချနိုင်မှာဖြစ်တဲ့အတွက်ဒါရောင်းမဝယ်မှာတွေမဖြစ်အောင်ချုံမှုရခိုင်လုံးနေနဲ့အောင်လို့ကာကွယ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာ။ဒါကကျွန်တော်ကမ္ဘာရွှေထွေးနေတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ယူရပြီးတော့စေတနာထားပြီးတော့ဗီဒီယိုရခြင်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်ပြောသွားတယ်မရှင်းဘူးဆိုလို့ရှိရင်ကျွန်တော်မေးလို့ရတယ်ဆိုတာကိုကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုတော့နောက်ထပ်တတိထားမဲ့ဈေးတန်းတွေဝယ်တင်ရောင်းတဲ့ဈေးတန်းတွေကိုဆက်လက်ပြောပြသွားမှာဖြစ်တယ်မပြောခင်မှာကျွန်တော်ရဲ့စားပစ်ကြောင်းလေးခုနပြောခွင့်ပြုပါ
ကျွန်တော်ရှိမှာစားပစ်တွေကဘယ်လိုမျိုးတွေရနိုင်တယ်လဲဆိုလို့ရှိရင်မိတ်ဆွေကထွေးတီကောင်းဖွင့်နေတယ်ကမ္ဘာ့ရွှေလည်းထွေးချင်တယ်အခြားနိုင်ငံတကာဝင်ကြီးတွေထွေးချင်တယ်ထွေးတီကောင်းဖွင့်ချင်တယ်စိတ်ချယုံကြည်ရတဲ့ဘရိုကာတွေလည်းလိုက်ရှာပြီးတော့ထွေးကောင်းကလည်းဖွင့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရှိမှာလာဖွင့်လို့ရပါတယ်ကျွန်တော်ကဒါထွေးတီအကောင့်တွေကိုစိတ်ချယုံကြည်ရတဲ့ဘရိုကာတွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်ကထွေးတီအကောင့်တွေဖွင့်ပေးနေတာဖြစ်တယ်ဒါကြောင့်အသေးစိတ်ကိုသိချင်တော့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာဘလောက်ကနေအမောက်ကနေစပြီးတော့ဖွင့်လို့ရလဲဆိုလို့ရှိရင်ဒေါ်လာ90ကနေစပြီးဖွင့်လို့ရတဲ့ဟာတွေလည်းရှိတယ်ဒေါ်လာ30ကနေစပြီးတော့ဖွင့်လို့ရတဲ့ broker တွေလည်းရှိတယ်ကျွန်တော်က broker တွေကိုကျွန်တော်5ခုလောက်ချိတ်ဆက်ထားတာဖြစ်တယ်ဒါမိတ်ဆွေတို့အတွက်အဆင်ပြေမဲ့ broker တွေနဲ့ကျွန်တော်ချိတ်ဆက်ထားတာဖြစ်တယ်မိတ်ဆွေတို့ကလည်းကိုဖွင့်နေတဲ့ broker တွေနဲ့ကျွန်တော်ရှိကိုဆွေးနွေးပြီးတော့လာဖွင့်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဒါကကျွန်တော်ရှိမှာစာပေးရနိုင်တဲ့ broker တွေအကြောင်းကိုကျွန်တော်ကဒီပြောပြပေးသွားဖြစ်တယ်အကယ်လို့ဒါကိုကမြန်မာနိုင်ငံမှာမဟုတ်ဘူးအခြားနိုင်ငံတွေမှာရောက်နေတယ်ဆိုလို့ရှိရင်လည်းအခြားနိုင်ငံကဘဏ်တွေနဲ့ချိတ်ဆက်ပြီးထွေကောင်းဖွင့်လို့ရတဲ့ broker နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်ကထွေတီကောင်းတွေဖွင့်ပေးတာမျိုးတွေလည်းရှိပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရှိမှာဒါထွေကောင်းဖွင့်ထားလို့ရှိရင်ဒီလို service တွေရနိုင်တယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်ရှိမှာထွေတီကောင်းဖွင့်ထားတယ်ဆိုလို့ရှိရင်ငွေထုတ်ဝယ်သွင်းမရတာတွေအဲ့ဒါအမျိုးမျိုးတွေတက်ခဲ့တာမျိုးဆိုလို့ရှိရင်ကျွန်တော်ဘက်ကရုံးလက်ချိတ်ဆက်ပြီးဖွင့်ထားတယ်ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ဒါအဲ့ဒါတွေကိုလည်းဖြည့်ရှင်းပေးတာမျိုးတွေရှိပါတယ်ခင်ဗျာဒါကကျွန်တော်ပေးထားတဲ့ service ဖြစ်တယ်ကျွန်တော်ထွေတီအကောင့်ကိုဖွင့်ပေးတာ service ပေးထားတာဆိုပေမဲ့ free ဖွင့်ပေးတာဖြစ်ပါတယ်အခမဲ့ဖွင့်ပေးတာဖြစ်ပါတယ်ဘာချက်ကမှဘာပတ်စံမှာပေးစရာမလိုပါဘူးထွေတီအကောင့်ဖွင့်ခဆိုပြီးတော့ဒါကျွန်တော်ဘက်ကပေးထားတာဖြစ်တယ်ကျွန်တော်ရှိမှာထွေတီအကောင့်ဖွင့်လို့ရှိရင်နောက်ထပ်ကျွန်တော်ကိုယ်တိုင်အကြံပေးတဲ့သုံးသက်ချက်တွေကျွန်တော်ကိုယ်တိုင်အကြံပေးတာတွေဒီလိုထဲမှာအကြံပေးတာတွေဒါလိုမျိုးတွေကို service တွေကိုရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါကကျွန်တော်ရှိမှာထွေအကောင့်ဖွင့်ဒီလိုမျိုး service တွေရနိုင်တယ်ဆိုတဲ့ဟာကိုအသေးစိတ်ကိုကျွန်တော်ရှိမှာ Telegram နဲ့ Viber မှာလာရောက်မေးလို့ရပါတယ်ခင်ဗျာဟုတ်ပြီ service အကြောင်းလေးကိုခုနပြောပြီးဆိုလို့ရှိရင်ဒီနေ့တရက်တာကြာတာပရင်းနေတဲ့သတိထားမဲ့စီတန်းတွေဝယ်တင်ရောက်တဲ့စီတန်းတွေကိုပြောပေးတော့မှာဖြစ်တယ်။တရက်တာသတိထားမဲ့ဇေတန်းကဘယ်ဇေတန်းဖြစ်မလဲဆိုရင်လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဇေဟာသတိထားမဲ့ဇေတန်းဖြစ်တယ်။လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဇေကဘယ်လောက်လဲဆိုရင်4066ဇေတန်းပဲဖြစ်တယ်။4066ဇေတန်းဆိုတာဘာလဲဆိုလို့ရှိရင် resistant ဇေတန်းဖြစ်တယ်။ resistant ကိုဘယ်လိုယူလို့ရလဲဆိုလို့ရှိရင်လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဇေကို resistant လို့ယူလို့ရပါတယ်ခင်ဗျာ။ resistant ဆိုတာဘာလဲဇေတက်ဖို့ခက်ခဲတဲ့ဇေတန်းကို resistant လို့ခေါ်ရခြင်းဖြစ်တယ်။ဒါ4066ဆိုတဲ့ဇေတန်းကိုဒါဒီ resistant ကိုဒါဖောက်ထွက်သွားနိုင်ငယ်တော့ဇေကအတက်အားကောင်းနိုင်ပါတယ်ခင်ဗျာ။ဘယ်လောက်ထိအတက်လာနိုင်တယ်လဲဆိုရင်တော့4090လောက်ထိကိုဇေကအတက်လာနိုင်မှာဖြစ်တယ်အကယ်လို့တော့4090ကိုဆက်လက်ပြီးဖောက်တက်သွားနိုင်ခဲ့ရင်တော့4100နဲ့5လောက်ထိကိုဝန်းကျင်အတက်လာနိုင်မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့4090မှာ web system နောက်တစ်ခုရှိပါတယ်အဲ့ဒီ4090ကိုဒါ web system ကိုဖောက်တက်သွားနိုင်ခဲ့ရင်တော့4100နဲ့5ဝန်းကျင်လောက်ထိကိုဈေးကအတက်လာနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါက4066ဆိုတဲ့ web system ကိုဖောက်တက်လို့ရှိရင်ဒီဈေးတန်းတွေမြင်ရနိုင်ပြီဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးသွားတာဖြစ်တယ်ဒီ web system ကို4066ကိုဖောက်တက်နိုင်မတက်နိုင်ဘူးဆိုတာဘယ်လိုဆုံးဖြတ်လို့ရလဲဆိုတော့ဒီ A4 ကန်တဲ့တုံးတွေပိတ်ဈေးတွေနဲ့ဆုံးဖြတ်ပါ A4 ကန်တဲ့တုံးရဲ့ပိတ်ဈေးတွေဟာ4066ရဲ့အောက်မှာပဲပိတ်နေတယ်ဆိုတော့ဒါမှဖောက်တက်နိုင်နေဘူးလို့ခေါ်တာဖြစ်တယ်အဲ့လိုမှဖောက်တက်နိုင်နေဘူးဆိုတော့အယောင်းကိုဦးစားပေးပါဈေးကျအားသာနိုင်နေပါတယ်ဒါဆိုတော့ဖောက်တက်နိုင်ပြီဆိုရင်တော့4066ရဲ့အပေါ်မှာ A4 ကန်တဲ့တုံးကပိတ်သွားတယ်ဆိုလို့ရှိရင်တော့ဒါဖောက်တက်တယ်လို့ခေါ်တာဖြစ်ပါတယ်အဲ့လိုဖောက်တက်တယ်ဆိုလို့ရှိရင်တော့အဝယ်ကိုဦးစားပေးပါ4090ဈေးတန်းတွေကိုမြင်ရနိုင်ပါတယ်ခင်ဗျာဒါလေးကိုသိထားရဲဆိုလို့じゃမိတ်ဆွေတို့အဆင်ပြေပါတယ်ဒါကကျွန်တော်တို့ဒီ web system တွေကျွန်တော်ကဒီ web system တွေ support တွေကျွန်တော်ဒီ content တွေကိုအခြေခံပြီးအယိုးရှင်းဆုံးခံမှန်းပြီးတော့ကျွန်တော်ကခံမှန်းသုံးသပ်ပြီးအကြံပေးလေးရှိတယ်ဒါကြောင့်ကျွန်တော်ရဲ့ user ချက်တွေကိုလည်းဒီလို user တယ်ဆိုတဲ့ဟာကိုဒီမှာတစ်ခါလေးချပြပေးတော့တာဖြစ်တယ်ဒါကကျွန်တော်ကအယိုးရှင်းဆုံးအရန်ကြီးခက်နေတာလည်းမဟုတ်ဘူးရိုးရိုးရှင်းရှင်းလေးနဲ့ကျွန်တော်ခံမှန်းသုံးသပ်ပြီးတော့ဒါအကြံပေးပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းထွေတဲ့ခါမှာလည်းဒီလိုပုံစံနေနဲ့ထွေလေးရှိတာဖြစ်ပါတယ်ခင်ဗျာဒါဆိုတော့နောက်ထပ်သတိထားမယ့်ဈေးတန်းတစ်ခုကလည်း support ဈေးတန်းပဲဖြစ်တယ် support ဆိုတာဘာလဲဈေးကြဖို့ခက်ခဲတဲ့ဈေးတန်းကို support လို့ခေါ်တာဖြစ်တယ် support ဈေးတန်းကိုဘယ်လိုယူလို့ရလဲဆိုလက်ရှိချိန်ဒီအနှိမ်ဆုံးကြခဲ့ပြီးတဲ့ဈေးကို support လို့ယူလို့ရတယ်လက်ရှိချိန်ဒီအနှိမ်ဆုံးကြခဲ့ပြီးတဲ့ဈေးကဘယ်လောက်လဲဆို4023ဈေးတန်းဖြစ်တယ်ဒါဟာ support ဈေးတန်းပဲဖြစ်တယ် support ဆိုတာဘာလဲဈေးကြဖို့ခက်ခဲတဲ့ဈေးတန်းကို support လို့ခေါ်တာဖြစ်တယ်4023ဈေးတန်းကိုဖောက်ချခဲ့ရင်ဒီ support ဈေးတန်းကိုဖောက်ချခဲ့ရင်တော့ဈေးကအကျအားကောင်းနိုင်တယ်ဘယ်လောက်ထိအကျလာနိုင်လဲဆိုတော့4008လောက်ထိကိုဈေးကအကျလာနိုင်ပါတယ်ခင်ဗျာ4008ကိုဒီ support ဈေးတန်းကိုဆက်လက်ဖောက်ချသွားနိုင်ခဲ့ရင်တော့3980လောက်ထိကိုဈေးကအကျအားကောင်းနိုင်ပါတယ်ခင်ဗျာ3980 50အထိလည်းကျလာနိုင်တယ်ဒါအကျအားအရှိန်ကောင်းတယ်ဆိုလို့ရှိရင်တော့အထက်တွေပိုကျလာနိုင်ပါတယ်ဒါက4023ဆိုတဲ့ support ဈေးတန်းကိုဖောက်ချခဲ့ရင်တော့ဒီဈေးတန်းတွေမြင်ရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်တကယ်လို့ဒါ4023ကိုမဖောက်ချနိုင်နေဘူးဆိုတော့အဝယ်ကိုဦးစားပေးပါဖောက်ချနိုင်မချနိုင်ဘူးဆိုတာလေA4 ကန်တဲ့တုံးရဲ့ပိတ်ဈေးတွေနဲ့ဆုံးဖြတ်ပါA4 ကန်တဲ့တုံးရဲ့ပိတ်ဈေးက4023ရဲ့အပေါ်မှာပဲပိတ်နေတယ်ဆိုတော့ဒါမှဖောက်ချနိုင်နေဘူးလို့ခေါ်တာဖြစ်တယ်မဖောက်ချနိုင်အဝယ်ကိုဦးစားပေးပါအကယ်လို့ဖောက်ချနိုင်တော့အယောင်းကိုဦးစားပေးပါ4008 3980ဈေးတန်းတွေမြင်ရနိုင်မှာဖြစ်တယ်လက်ရှိကတော့4023လည်းမဖောက်ချနိုင်နေဘူး
66ကိုလည်းမဖောက်တတ်နိုင်နေဘူးဒီကြားထဲမှာပဲဈေးကလောက်ခတ်နေတာဖြစ်ပါတယ်ခင်ဗျာဒါဆိုတော့တတိထားစေချင်ပါတယ်ကျွန်တော်တို့မနေ့တုန်းကလည်း PPI data ရေးထွက်ပြီးတော့ကမ္ဘာရွှေကဈေးပြန်တက်သွားတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ PPI data မထွက်ခင်မနေ့ပိုင်းအာရှချိန်နဲ့ယူရိုချိန်တွေမှာဈေးကထိုးကျနေတဲ့အနေအထားကိုတွေ့ရတယ်အဲ့ဒီမှာကျွန်တော်တို့ညပိုင်းမှာ US ချိန်မှာသတင်း US စီးပွားရေးသတင်း data PPI တွေထွက်သွားတဲ့အချိန်မှာဆိုဈေးကပြန်ခါသွားတဲ့အချိန်မှာဈေးကထိုးတက်သွားတာဖြစ်တယ်သတင်းရဲ့အချိန်အဖက်ကိုပြီးတဲ့အချိန်မှာတော့ဈေးကပြန်ပြီးတော့ပြန်ကျခဲ့တာဖြစ်တယ်ဒါဆိုတော့ကမ္ဘာရွှေဈေးရဲ့အနေအထားဟာကျွန်တော်တို့ရောင်းလို့အားတွေရှိနေတဲ့ဆိုတဲ့အထိပ္ပယ်ကိုကျွန်တော်တို့ကြည့်လို့ရပါတယ်ဒါကြောင့်အဝယ်တွေဆွတ်ဆွတ်တော့မဝင်စေချင်ဘူးတကယ်လို့ဝင်တယ်ဆိုလို့ရှိရင်လည်းလောင်းတန်းတွေမကင်ထားပါနဲ့ရတဲ့အမြတ်ကိုလည်းနေရာတွေမှာပိုင်းထားတာပို့ပြီးတော့အကောင်းဆုံးပါတယ်ဘာဖြစ်လို့လဲဆိုတော့သတင်းအရာကဈေးအသက်ဆိုပြီးမှတက်သွားခဲ့တယ်ဒါပေမဲ့သတင်းအဖက်ရဲ့အချိန်ကိုဖြည့်သွားတာနဲ့ကျွန်တော်တို့ကမ္ဘာရွှေကပြန်ကျခဲ့တဲ့အနေအထားကိုတွေ့နေရဖြစ်တယ်ဒါကရိုးရှင်းဆုံးလေးကြည့်မယ်ဆိုလို့ရှိရင်ဈေးကွက်ရဲ့အနေထားဟာဈေးအကျအားတာနိုင်နေတယ်ဆိုတဲ့အတိတ်ပဲကိုကျွန်တော်တို့ယူဆလို့ရပါတယ်ဒါလိုမျိုးလေးလည်းရိုးရိုးရှင်းရှင်းယူလို့ရတယ်ဒါတတိထားမဲ့ဈေးတန်းတစ်ခုကိုကျွန်တော်ပြောပြပေးသွားဖြစ်တယ်ဒါလေးကိုဒါမိတ်ဆွေကသဘောပေါက်နားလည်တယ်ဆိုတော့မိတ်ဆွေတို့ရတာရှုံရှုံမှုရခိုင်နှုန်းတွေနဲစေပါတယ်ရောင်းမဝယ်မှာမဖြစ်အောင်လဲကောက်ွယ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့အခုပြောသွားတာအချိန်အထိကိုနားမလည်လိုက်ဘူးမရှင်းဘူးမြန်လို့နားမလည်လိုက်ဘူးဆိုကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ပြီးတော့ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ပြီတတိထားမဲ့ဈေးတန်းတွေကိုပြောပြပြီးဆိုလို့ရှိရင်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဆိုတဲ့ဈေးတန်းတွေကိုတစ်ခါတည်းပြောပြမှာဖြစ်တဲ့အတွက်ဆက်လက်ကြည့်သွားပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒါဆိုတော့ကျွန်တော်ဒီနေ့ကြာတာဗရင်းနေနဲ့ဝယ်တင်တဲ့ဈေးတန်းကိုအရင်ပြောပြမှာဖြစ်တယ်အဝယ်ကဘယ်ဈေးတန်းနေမှာဝယ်တင်တယ်လားလက်ရှိမှာဝယ်တင်ပြီလား4029ဆိုတဲ့ဈေးတန်းမှာဝယ်တင်ပြီလားဝယ်ဖို့မစဉ်းစားပါနဲ့ဈေးကကျွန်တော်တို့ကျနိုင်နေတဲ့အနေအထားလို့ကျွန်တော်ပြောပြပေးသွားတာဖြစ်တယ်ရှေ့ပိုင်းမှာလည်းကန်တယ်တွေအရာကိုကြည့်မယ်ဆိုလို့ရှိရင်ဈေးကကျနိုင်နေတယ်ဒါကြောင့်လက်ရှိဈေးကွက်တွေမှာဝယ်တယ်ဆိုလို့ရှိရင်တော့ risk ရမ်းများနိုင်တယ်တကယ်လို့ဒါဝယ်ခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အမြင်ရဆိုလို့ရှိရင်ဝယ်ခြင်းတယ်ဆိုလို့ရှိရင်တော့ဒီ4020နဲ့4025ဝန်းကျင်တွေမှာဝယ်ပါခင်ဗျာ4025ဝန်းကျင်တွေတော့ဝယ်လို့ရတယ်အကယ်လို့ဒါ4025ကိုမှ risk ကိုမယူနိုင်သေးဘူးဆိုလို့ရှိရင်နည်းနည်းလေးကိုမယူနိုင်သေးဘူးဆိုလို့ရှိရင်တော့3950လောက်တွေမှာတွားပြီးတော့3955 60တွေမှာဝယ်တာတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါဆိုလို့ရှိရင်တော့ဒါဝယ်တင်တဲ့ဈေးတန်းတွေဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီမှာ support ဈေးတန်း main support ဈေးတန်းတွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါဝယ်တင်တဲ့ဈေးတန်းတွေဖြစ်ပါတယ်ခင်ဗျာဒါကြောင့် risk ကိုတော်တော်လေးကိုမယူနိုင်ဘူးဆိုလို့ရှိရင်တော့3960ဈေးတန်းတွေကျတယ်မြင်ခဲ့တယ်ဆိုဒီနေ့အတွက်မြင်ခဲ့တယ်ဆိုရင်တော့ဒီဈေးတန်းတွေကဝယ်ပါရောင်းဖို့မစင်စားပါနဲ့3960ကိုမြင်ခဲ့တယ်ဆိုတော့အဲ့ဈေးတန်းရအောင်ရောင်းဖို့မစင်စားပါနဲ့အဝယ်ကိုဦးစားပေးပါ4025ဈေးတန်းတွေဟာလည်းဒါဝယ်တင်ပါတယ်3960ဈေးတန်းတွေဟာလည်းဝယ်တင်တဲ့ဈေးတန်းဖြစ်တယ်ဒါဆိုတော့ TP သိ profit အမြတ်ပိုင်းဈေးတန်းတွေ SS store လို့အရှုံးပိုင်းဈေးတန်းတွေကိုဒါမိတ်ဆွေကကိုရှုံးနိုင်တဲ့ပမာဏတွေကိုအမြတ်ယူပဲပမာဏတွေချိန်ပြီးတော့ထားပါဘယ်တော့မှထားရမလဲလို့ပြောပြပေးသွားမှာဖြစ်တယ်4025ဝန်းကျင်မှာဝယ်ထားတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်ဘယ်တော့မှအမြတ်ပိုင်းတင်တယ်လို့ဆိုတော့4035လောက်ထိအမြတ်ယူလို့ရတယ်35ဝန်းကျင်ပဲအမြတ်ယူတာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့4035မှာ resistance ရှိနေတာဖြစ်တဲ့အတွက်ကြောင့်4035မှာဈေးအတက်ခဏရက်ပြီးတော့အကျပြန်လာနိုင်တာဖြစ်တဲ့အတွက်35ဝန်းကျင်မှာအမြတ်ပိုင်းတာတော့ပို့ပြီးတော့ဆစ်ဖြစ်ပါတယ်ဒါဆစ်ဖြစ်တဲ့ဈေးတန်းတွေကိုကျွန်တော်ပြောပြပေးသွားတာဖြစ်တယ်3960မှာဝယ်ထားတဲ့3960ကိုမြင်လို့ဒီနေ့မှာဝယ်ခဲ့တယ်ဆိုလို့ရှိရင်ဘယ်တော့မှအမြတ်ပိုင်းတင်တယ်လဲဆိုလို့ရှိရင်တော့3990လောက်ထိကိုအမြတ်ယူလို့ရပါတယ်ခင်ဗျာဒါကယူတင်တဲ့ဈေးတန်းတွေအထိကိုပြောပြပေးသွားတာဒီထက်လည်းပိုယူလို့ရတယ်ဒါပေမဲ့အရန်ကြီးကိုတော့ဘတ်တော့မကြည့်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့အဝယ်တွေကကျွန်တော်တို့အချိန်မရွေးပြန်ကျလာနိုင်တယ်ဈေးကရောင်းလို့အားရှိနေတယ်လို့ကျွန်တော်ရှေ့ပိုင်းမှာလည်းပြောသွားတယ်ဒါကြောင့်အဝယ်တွေကတော်တင်တဲ့အမြတ်လောက်ရရင်လို့ရှိရင်ပိုင်းထားတာပို့ပြီးတော့အကောင်းဆုံးဖြစ်ပါတယ်လောင်းတန်းကင်လို့မရသေးတဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ SS store လို့အရှုံးပိုင်းစတဲ့ကိုဘယ်တော့မှထားမလဲဆိုရင်မိတ်ဆွေတို့ကိုအရှုံးခံနေတဲ့ပမာဏတွေတော့ချိန်တော့ထားပါဘယ်တော့မှထားမလဲတော့ပြောပြပေးသွားမှာဖြစ်တယ်ကျွန်တော်ဘယ်တော့မှထားမလဲဆိုတော့4000ရဲ့15ရဲ့အောက်မှာ SN ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကအဝယ်အတွက် TP နဲ့ SN ကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်အဝယ်အတွက် TP နဲ့ SN ကိုပြောပြပြီးဆိုတော့အယောင်းဆဲတာအတွက်ပြောပြမှာဖြစ်တယ်အယောင်းဆဲတာမှာလက်ရှိမှာရောင်းတင်ပြီလား4029ဒီနားဝန်းကျင်မှာရောင်းလို့ရလားဆိုတော့ရှင်ကျွန်တော်အမြင်ရလို့ရှိရင်ဒီ4035နားလေးမှာရောင်းလို့ရတယ်ဘာကြောင့်လဲဆိုတော့4035ဟာ resistance ရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီ4035ဝန်းကျင်တွေဟာရောင်းတင်တဲ့ဈေးတန်းတစ်ခုဖြစ်ပါတယ်ခင်ဗျာဒီ4035ဈေးတန်းလက်ရှိဈေးကဝင်းအခြေအနေမှာမရောင်းချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ4060 4055နားလေးမှာကျွန်တော်တို့ဒါရောင်းစေချင်ပါတယ်ခင်ဗျာဒီ4055မှာလည်း resistance တစ်ခုရှိရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနားလေးမှာလည်းရောင်းလို့ရပါတယ်ခင်ဗျာဒါဆိုတော့အမြတ်ပိုင်းဈေးတန်းတွေအရှုံးပိုင်းဈေးတန်းတွေကိုဒါမိတ်ဆွေတို့ကိုကြိုက်တဲ့နေရာမှာကိုအရှုံးခံနိုင်တဲ့ပမာဏတွေအမြတ်ယူတဲ့ပမာဏတွေကိုချိန်တော့ထားပါဘယ်နားမှာထားမလဲလို့ပြောပြပေးသွားမှာဖြစ်တယ်4035လက်ရှိဝန်းကျင်မှာရောင်းထားတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့အမြင်ဆို4025လောက်ထိ25-20လောက်ထိကိုအမြတ်ယူလို့ရတယ်25-20မှာပဲအမြတ်ပိုင်းမှာဘာဖြစ်လို့လဲဆိုတော့အနားမှာ support ရှိရဖြစ်တဲ့အတွက်ဈေးက support ဈေးတန်းတွေရှိတာဖြစ်တဲ့အတွက်အကြဖို့ခက်ခဲတာဖြစ်တဲ့အကြရက်ပြီးတော့အသက်ပြန်လာနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဆေးဖြစ်တဲ့ဈေးတန်းမှာပဲအမြတ်ပိုင်းတာတော့ပို့ပြီးတော့အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာဒါ25ဝန်းကျင်20ဝန်းကျင်တွေမှာအမြတ်ပိုင်းမှာ35နားမှာ4035နားမှာရောင်းထားတယ်ဆိုလို့ရှိရင်4055မှာအကယ်လို့ဒီနေ့မှာမြင်ခဲ့တယ်ဆိုလို့ရှိရင်ရောင်းကျင်တယ်ဆိုလို့ရှိရင်ဘယ်တော့မှအမြတ်ပိုင်းတင်တယ်လဲဆိုတော့4040လောက်ထိပဲအမြတ်ယူတာအကောင်းဆုံးဖြစ်ပါတယ်4040 35လောက်ထိတာအလွန်ဆုံးယူပါဘာဖြစ်လို့လဲ
ဆိုတော့ဒီနားလေးမှာပို့ပြီးတော့စစ်ဖြစ်တယ်လို့ကျွန်တော်တို့စစ်ဖြစ်ပါတယ်စစ်ဖြစ်တဲ့ဈေးတန်းမှာပဲအမျက်ပိုင်းတာတော့ပို့ပြီးတော့တေးကြပါတယ်ခင်ဗျာအမျက်ကိုတော့တေးကြတဲ့ဈေးတန်းတွေကိုယူပြီးတော့အပိုင်းတာပို့ပြီးတော့အကောင်းဆုံးဖြစ်ပါတယ်အရန်ကြီးတော့မကြည့်စေချင်ပါဘူးဒါဆိုတော့ essence တော့အရှုံးပိုင်းဈေးတန်းကိုဘယ်တော့မှထားမလဲဆိုကိုအရှုံးခနိုင်တဲ့ပမာဏတွေကိုချိန်တော့ထားပါဘယ်တော့မှထားမလဲလို့ပြောပြပေးသွားမှာဖြစ်တယ်ဘယ်တော့မှထားမလဲဆိုတော့4045အပေါ်မှာ essence ထားရင်တော့ပို့ပြီးအဆင်ပြေပါတယ်ဒါကကျွန်တော်အယောင်း order အတွက် TP နဲ့ essence ကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်ဒါကျွန်တော်တူတော်မြင့်သုံးသက်ထားတဲ့နည်းပညာရာသုံးသက်ချက်ဖြစ်တယ်နည်းပညာရာသုံးသက်ချက်ဖြစ်တာကြောင့်100ရာခိုင်နှုန်းမဲ့ကံမှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ထွေးကောင်းတဲ့ low side တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်းဝယ်လို့ဖို့အကြံပြုပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကကျွန်တော်ဒီပညာရသုံးသပ်ပြီးပြီဆိုကျွန်တော်သတင်းမိုင်းချက်လေးရသုံးသပ်ပြီးသွားမှာဖြစ်တယ်သတင်းမိုင်းကဒီနေ့တွေအတွက်သတင်းတွေထွက်ဖို့ရှိလားမရှိလားဆိုတော့တစ်ချက်လောက်တွားကြည့်ရအောင်ခင်ဗျာဒါဆိုတော့သတင်းကိုကျွန်တော်တွားကြည့်ပါမယ်ဒါကဘာသတင်းတွေလဲဆိုရင်ဒီမှာသတင်းတွေပါဒါကဘာသတင်းလဲဆိုရင် US နိုင်ငံစီးပွားရေးသတင်းတွေပဲဖြစ်ပါတယ်ညပိုင်းမှာသတင်းထွက်မဲ့ဟာတွေဖြစ်တယ်ဒါသတင်းထွက်ဖို့ရှိပါတယ်ခင်ဗျာဒါ US ရဲ့စီးပွားရေး data တွေပဲဖြစ်တယ်ဘယ်အချိန်ဒီမှာထွက်မလဲဆိုရင်မြန်မာစံတော်ချိန်ညကျွန်တော်တို့ဒါမှာ9နာရီမှာထွက်ရှိသွားမဲ့သတင်းတွေပဲဖြစ်ပါတယ်ခင်ဗျာဒါအကုန်လုံးဟာည9နာရီမှာထွက်ရှိသွားမှာဖြစ်ပါတယ်သတင်းကဘယ်နှခုတောင်ထွက်မှာလဲဆိုလို့ရှိရင်တစ်ခုနှစ်ခုသုံးခုလေးခုတောင်ထွက်ရှိသွားမှာဖြစ်တယ်ည9နာရီမှာကျွန်တော်တို့သတင်းက4ခုထွက်ရှိသွားမှာဖြစ်တယ်ဒီသတင်းရဲ့ကျွန်တော်တို့ result တွေရလက်တွေပေါ်မှာမူတည်ပြီးတော့ကမ္ဘာ့ရွှေကလောက်ခတ်မှာဖြစ်တယ်သတင်းအမျိုးအစားတွေကအရန်လောက်ခတ်ကျန်းတဲ့သတင်းအမျိုးအစားတွေလားဆိုလို့ရှိရင်တော့ပုံမှန်လောက်ခတ်တဲ့သတင်းအမျိုးအစားပဲဖြစ်ပါတယ်အင်ဒီရှယ်ကျော်လိုက်ကလင်တာအလုံးလုံးမဲ့သတင်းတွေတော့ရှိတယ်ဈေးကတော့လောက်ခတ်လာနိုင်တယ်ပြီးတော့ဒါကျွန်တော်တို့ US ချိန်မှာသတင်းလည်းရှိတယ် US ချိန်ဆိုတာကျွန်တော်တို့ထွိတ်ပေါ်လူအရန်များပါတယ်ထွိတ်ပေါ်လူအရန်များတယ်ဆိုအာရှနဲ့ယူရိုချိန်တွေတဲ့ကိုထွိတ်ပေါ်လူကအရန်များတာတည်းဖြစ်တယ်ရောင်းတဲ့သူတွေဝယ်တဲ့သူတွေများနေတာဖြစ်တဲ့အတွက်ကြောင့်ဈေးကလောက်ခတ်လာနိုင်တယ်ပြီးတော့သတင်းကလည်းရှိတာဖြစ်တဲ့အတွက်ဈေးကလောက်ခတ်ပိုကျန်းလာနိုင်တယ်ဒါကြောင့်သတိပြုစေခြင်းနဲ့အယောင်းဝယ်လုပ်တဲ့အခါမှာစနစ်တကျနဲ့ရောင်းဖို့ကျွန်တော်ကအကြံပြုတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့ဒီထွိတ်ပေါ်လူအရန်များတယ်လောက်ခတ်ကျန်းလာနိုင်တယ်သတင်းရှိမရှိစနစ်တကျနဲ့ထွိတ်ဖို့ကျွန်တော်ပြောရခြင်းကဒီလိုမျိုးတွေကိုပြောရခြင်းဖြစ်ပါတယ်ခင်ဗျာပြီးတော့ breaking news တွေသတိထားပါကိုက HAU USD ကိုထွိတ်နေတာဖြစ်တဲ့အတွက်ကြောင့် US နိုင်ငံရဲ့ပတ်သက်တဲ့ဒီနိုင်ငံရေးစီးပွားရေးလူမှုရေးသတင်းတွေကိုနားဆွင့်ထားဖို့လိုအပ်ပါတယ်ဒီလိုမျိုးဟာနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်ကမ္ဘာ့ရွှေပေါ်သက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်သတင်းတစ်ခုခုတာ breaking news နဲ့ထွက်ခဲ့တယ်ဆိုလို့ရှိရင်လည်းကမ္ဘာ့ရွှေပေါ်တက်ရောက်တာဖြစ်တဲ့အတွက်ကြောင့်ဈေးကလောက်ခတ်လာနိုင်တယ်ဒီလိုမျိုးလေးတွေကိုကျွန်တော်က breaking news ဆိုတာတော့ကြိုပြီးတော့မသိနိုင်ဘူးဒါကြောင့်ရုပ်တရက်ထွက်လာတာဖြစ်တဲ့အတွက်ကိုက order တွေကိုစနစ်တကျနဲ့မထွိတ်ထားဘူးဆိုလို့ရှိရင်ဒါရှုံးမှုရခိုင်နှုန်းတွေများစေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်ကစနစ်တကျနဲ့ထွိတ်ဖို့အကြံပြုရခြင်းဖြစ်တယ်ဆိုတော့ဒါတရင်ရဆက်ရလက်တွေတော့ကျွန်တော်ရဲ့ Telegram free channel မှာတင်ပေးသွားမှာဖြစ်တယ်မ join ရတယ်ဆိုတော့ကျွန်တော် YouTube channel ရဲ့ comment အောက်မှာကျွန်တော်ရဲ့ Telegram group ကို join လို့ရပါတယ်ခင်ဗျာ join မရတယ်ဆိုလို့ရှိရင်ကျွန်တော် Viber နဲ့လာရောက်ပြီးတော့မေးလို့ရတယ်ဒါကတော့သတင်းချက်လက်ရတွေပြောပြပေးသွားတာဖြစ်တယ်အကယ်လို့ဒါမိတ်ဆွေရသတင်းပိုင်းချက်လက်ရတွေမရှင်းလိုက်တာပဲဖြစ်စေရှေ့ပိုင်းမှာပြောသွားတဲ့နည်းပညာရာသုံးသက်ချက်တွေကိုမရှင်းတာပဲဖြစ်စေထွေးတီကောင်းဖွင့်ခြင်းလို့ broker အကြောင်းကိုအသေးစိတ်မေးချင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်